ကဲအားလုံးပဲမင်္ဂလာပါဗျာနော်ဒါဆရာရဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါဒါဒီနေ့တင်ဆက်ပေးမှာကတော့အခြေရေးကံမကောင်းတဲ့သူတွေနော်အခြေရေးအိမ်အောင်ရေးအစင်မပြေတဲ့သူတွေအားလုံးကိုအကျဉ်းစားပေါ့နော်အကျဉ်းစားလုပ်နေလေးပါအကျဉ်းစားပြုလုပ်နေလေးပါမိတ်ဆွေများအားလုံးပဲကဲအကျဉ်းစားဘယ်လိုပြုလုပ်ရမလဲနော်ဆရာဘက်ကနေပြောပြပေးသွားမယ်အားလုံးကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ကဲဟုတ်ပြီကိုမကိုဖြစ်အောင်နော်မိကိုမကိုတန်းတန်းဆွဲဖြစ်အောင်ပေါ့နော်ချစ်အောင်လုပ်နည်းမချစ်ရင်ချစ်အောင်လုပ်နည်းပေါ့နော်အချစ်နဲ့စစ်မှာမတရားတာမရှိဘူးဆိုတဲ့သူများအားလုံးအတွက်ပါကဲဟုတ်ပြီဘယ်လိုပြုလုပ်ရမလဲနော်ဆရာဘက်ကနေပြီးတော့ပြောပြပေးသွားမယ်အားလုံးကိုမျှဝေပေးသွားမယ်အရန်လွယ်တယ်နော်အရန်လွယ်တယ်မိတ်ဆွေများအားလုံးပဲကဲအရန်လွယ်တာဖြစ်တဲ့အတွက်ကြောင့်မလို့ကဲလုံနည်းလေးကိုဆရာဘက်ကနေပြီးတော့အားလုံးကိုပြောပြပေးသွားမယ်ဆရာတို့နော်ပထမဆုံးဘာတွေလိုရမလဲဆိုရင်ဆရာတို့ကွန်းရွက်တစ်ရွက်လိုမယ်နော်ကွန်းရွက်ကိုဆရာတို့အမီလဲရှိရမယ်နော်ဆရာတို့ကွန်းရိုးလဲရှိရမယ်ပေါ့နော်ဒီလိုမျိုးလေးလိုမယ်လိုကွန်းရွက်တစ်ရွက်ကိုယူပါနော်ကွန်းရွက်တစ်ရွက်ကိုယူမယ်ယူပြီးသွားပြီဆိုလို့ရှိရင်ဆရာတို့ကျမ်းပြင်ပေါ်မှာချမယ်နော်ကျမ်းပြင်ပေါ်မှာချမယ်ချပြီးသွားပြီဆိုရင်အဲ့ဒီကွန်းရွက်နော်ကွန်းရွက်မှာကြော်ရိုးဟိုဘက်ချမ်းဒီဘက်ချမ်းရှိတယ်ကွန်းရွက်အပေါ်မှာပေါ့နော်မိမိကြိုက်တဲ့မိမိချစ်ရတဲ့ကောင်လေးပဲဖြစ်ဖြစ်ကောင်မလေးပဲဖြစ်ဖြစ်နော်ဒါမောင်ဖြူပဲဖြစ်ဖြစ်မောင်ဖြူပဲဖြစ်ဖြစ်မတ်ဖြူပဲဖြစ်ဖြစ်ပေါ့နော်ကိုကြိုက်တဲ့သူရဲ့နာမည်ကိုချစ်ရတဲ့သူရဲ့နာမည်ကိုရေးပါဟုတ်ပြီနော်မောင်ဖြူပဲဖြစ်ဖြစ်နော်မတ်ဖြူပဲဖြစ်ဖြစ်ကိုကြိုက်တဲ့သူရဲ့နာမည်ကိုရေးပါနော်ကိုကြိုက်တဲ့သူရဲ့နာမည်ကိုရေးမယ်ရေးပြီးသွားပြီဆိုရင်ဒါဆရာတို့ကွန်းရွက်ကိုဘယ်လိုလုပ်ရမလဲနော်ကွန်းရွက်ကိုဘယ်လိုလုပ်ရမလဲဆိုလို့ရှိရင်ကွန်းရွက်ကိုခောက်မယ်အပေါ်လှန်ခောက်မယ်နော်ပက်လက်ပဲဖြစ်နေရမယ်နော်လုံးဝမှောက်ခွန်ဖြစ်လို့မရဘူးပေါ့နော်ကွန်းရွက်ကိုဒီလိုမျိုးမှောက်ခွန်ဖြစ်လို့မရဘူးနော်ကွန်းရွက်ကိုပြန်ပြီးတော့ပက်လက်ပဲဖြစ်ရမယ်သူတို့နော်ပက်လက်ဖြစ်ရမယ်ပြီးလို့ရှိရင်ဒါခောက်မယ်ဒီဘက်တစ်ချက်ခောက်မယ်ဒီဘက်တစ်ချက်ခောက်ပေးမယ်ဟုတ်ပြီနော်ဒီဘက်တစ်ချက်ခောက်ပေးမယ်ကဲဒီမှာကွန်းရိုးလေးကဒီမှာရှိနေရမယ်ပေါ့နော်ဒီလိုပုံစံမျိုးလေးဖြစ်အောင်ဒါလှုပ်ရမယ်ဟုတ်ပြီနော်ဒီလိုပုံစံမျိုးလေးဖြစ်အောင်ဆရာတို့ဒါခောက်မယ်ပြီးသွားရင်ဆရာတို့လိမ့်မယ်ဟုတ်ပြီနော်လိမ့်မယ်အကျဉ်းသားလုံးပါနော်မိတ်ဆွေများအားလုံးပဲအကျဉ်းသားလုံးကိုမကိုဖြစ်ရမယ်နော်ယုံကြည်ရင်နှစ်ရက်အတွင်းဖြစ်စီရမယ်နော်မယုံကြည်ဘူးဆိုရင်တော့ဖြစ်လာမှာမဟုတ်ယုံကြည်တဲ့သူတွေအားလုံးပဲဖြစ်မှာကဲဟုတ်ပြီအဲ့လိုမျိုးဆရာတို့လိမ့်ပြီးသွားပြီနော်လိမ့်ပြီးသွားပြီဆိုလို့ရှိရင်ဆရာတို့မိချင်းနဲ့နော်မိချင်းနဲ့ချစ်ကဲမောင်ဖြူပဲဖြစ်နော်မတ်ဖြူပဲဖြစ်ကဲစိတ်မိမိရဲ့စိတ်ထဲကနေပြီးတော့ပေါ့နော်မိမိရဲ့စိတ်ထဲကနေပြီးတော့ငါ့ကိုချစ်စေနော်ဒီလိုမျိုးစိတ်ကနေပြီးတော့ရွတ်ပါစိတ်ကနေပြီးတော့ရွတ်မိမိအစဉ်ပြေတဲ့လောက်ရွတ်နော်10ကောက်ပဲရွတ်15ကောက်ပဲရွတ်ပြီးတော့ဒီကောင်ကိုရှောက်တာမီးနဲ့တိုက်နော်မီးနဲ့တိုက်ရမယ်ဒီကွန်းရွက်ကိုမီးနဲ့ညှိုက်ပေါ့နော်လောင်ရင်လည်းလောင်သွားပါလိမ့်စေနော်မလောင်ရင်လည်းမလောင်ပဲထားဆရာတို့တိုက်ဒီကွန်းရွက်ကိုဆရာတို့မီးနဲ့တိုက်ရမှာဖြစ်ပါတယ်မီးနဲ့တိုက်ပါနော်တိုင်ရင်းနဲ့မိမိရဲ့စိတ်ကနေပြီးတော့မောင်ဖြူငါ့ကိုချစ်စေနော်မိန်းကလေးဆိုရင်ဒါမောင်ဖြူငါ့ကိုချစ်စေပေါ့နော်ယောက်ျားလေးဆိုရင်မဖြူငါ့ကိုချစ်စေပေါ့နော်ဒီလိုမျိုးလေးတွေစိတ်ကနေထားပြီးတော့ရုပ်နော်ဒီလိုမျိုးအတိုက်နဲ့ဒါဆရာတို့အစီရင်နဲ့ပေါ့နော်ပြုလုပ်ခြင်းဖြင့်မိတ်ဆွေများလုံးအခြေရေးအိမ်အောင်ရေးနော်ဒုက္ခချမ်းသာအစဉ်ပြေပါလိမ့်မယ်ကဲအားလုံးပဲနော်ဆရာရဲ့တိတော့အကောက်လေးကို follow လေးတွေနှိပ်ထားပေးစီခြင်းပါတယ်